ရည်စားမရှိတဲ့ကောင်လေးတယောက်ဟာစက်ခရင်မော်မှာပဲချိန်ဖြုံးပြီးတော့သူ့ရဲ့ဘဝကိုကုံဆုံးခဲ့တယ်။သူကဘယ်လောက်ထိပြင်းကြီးလဲဆိုလို့ရှိရင်သူ့ရဲ့တငယ်ချင်းတွေကလာပြီးတော့သူ့ကိုစတင်ပြီးတော့သူ့ရဲ့အိမ်မက်တွေကိုခေါင်းတယ်ဖို့လာပြောတော့မှသူကအချိန်စောသေးတယ်ဆိုပြီးတော့ပြန်ပြောတဲ့ကောင်လေးပါ။အဲ့ဒါကြီးဒီနေ့ဖုန်းကြီးပဲကြည့်နေပြန်ပြီ။မင်းပြောတော့မနေ့ကပြောတယ်မင်းနေ့မှစပြီးကြိုးစားတော့မယ်လို့ဒီနေ့ကချိန်မရှိတော့မင်းမနေ့ကမင်းချိန်မဆွဲနဲ့တော့တိုင်းလာနေ့မှကြမှာအမှန်တူတတ်မှာပေါ့စတော့နေ့ကလည်းအားနေရတော့အချိန်ကြီးနောက်နေအများကြီးကြံလာတယ်ဟိုအခုမှငငယ်လေးပဲရှိတာဘာလို့အဲ့ဒါတော့ဒီနေ့မှာတော့အဲ့ဒီအပြင်းကြီးတဲ့ကောင်လေးရဲ့ခေါင်းပေါ်မှာဘယ်သူကထားတော့မှမသိတဲ့စာလေးတစ်စောင်ကိုသူကတွေ့လိုက်တယ်ဗျအဲ့စာကိုဖတ်ကြည့်ပြီးတဲ့အခါမှာတော့ဒီကောင်လေးကလုံးဝသူ့ရဲ့စိတ်နေသဘောထားလုံးဝပြောင်းလဲပြီးတော့စတင်ကြိုးစားလာပါတော့တယ်ဒါကိုကောင်းတယ်ပုံမှန်ရမယ်တကယ်လို့ရတော့ဒါကိုကောင်းတယ်ပုံမှန်ရအဲ့ဒီစာကဘာလဲဆိုတော့ဗျာမောင်လေးမင်္ဂလာပါမောင်လေးတမရွက်စားပေးရတယ်တမရွက်စားပေးရတယ်တဲ့မြန်မာပြည်ကလူတွေကိုအကုန်လုံးမင်းဖြန့်ဝေလေအောင်တမရွက်စားတာဒီမလေးရှားအခုလိုမျိုးမဟုတ်ကဗီဒီယိုတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်ကို follow ထားဖို့မြင်လိုက်ရခဲ့ပါတယ်ဗျ